ဆန်းသောတပူဟိုးရှိတုန်းကပေါ့ကွယ်တောင်ပေါ်မှာရွာလေးတစ်ရွာရှိတဲ့အဲ့ဒီရွာကလေးကလူတွေကလေယာစိုက်ပြိုးပြီးအသမွေးဝမ်းကြောင်းပြကြတဲ့အဲ့ဒီတောင်ပေါ်ရွာကလေးမှာအလွန်အေးမြတဲ့ရိုင်ကလေးတိုင်ရှိတဲ့အဲ့ဒီရိုင်ကလေးမှာရွာကနွားချောင်းသားလေးတွေကနွားလာချောင်းကြရင်ပျော်ရွှင်မြူးတူးစွာစောက်ကစားလေးရှိကြတဲ့နွားတွေကလည်းရေရိုင်နားတစ်ဝိုက်ကမြက်တွေကိုစားကြပြီးရေရိုင်ထဲကရေကိုတောက်ကြလေတယ်အဲ့ဒီရေရိုင်ကလေးကိုနွားချောင်းသားလေးတွေဟာနေ့စဉ်နေ့တိုင်းလာပြီးနွားချောင်းလေးရှိကြတယ်နွားချောင်းသားတွေဟာနွားလာချောင်းကြရင်သူတို့မနဲ့မှာလာချောင်းကြတဲ့နွားအကောင်ရေအတွက်တဲ့နေ့လယ်မှာအမြဲတမ်းတစ်ကောင်ပူလေးရှိတဲ့ဒီနေ့မှာတော့နွားချောင်းသားလေးတွေစီကိုလူလင်ပြူတူရောက်လာခဲ့တယ်အဲ့ဒီလူလင်ပြူကလေးကပညာဉာဏ်ကြီးမားတဲ့သူမသိတဲ့အရာဆိုတာဘာမှရှိပုံမပေါ်ဘူးနွားချောင်းသားလေးတွေသိလို့သမျှပုံတူပတ်စာလေးတွေကိုလည်းပြောလို့ရှိတယ်နွားချောင်းသားလေးတွေရဲ့အခက်အခဲလေးတွေကိုလည်းသူကဖြေရှင်းပေးလို့ရှိတယ်ဒါကြောင့်နွားချောင်းသားလေးတွေကလူလင်ပြူကိုချစ်ခင်နှစ်သက်ကြတယ်အဲ့ဒီလူလင်ပြူဟာနေဝင်ချိန်ရောက်တဲ့ခါမှာတော့ပျောက်ချင်းမလားပြုတ်သွားတတ်တယ်နွားချောင်းသားလေးတွေကနေဝင်ချိန်မှာလူလင်ပြူကလေးဘဲကိုပြန်သွားတယ်ဘဲကိုပြုတ်သွားတယ်ဆိုတာကိုဘယ်သူမှသတိမထားမိကြဘူးတဲ့ကွယ်ဒီမှာတော့နွားချောင်းသားလေးတွေကအကိုခမညာကျွန်တော်တို့ကိုကဘာကြီးရဲ့အံ့ဖွယ်တစ်ခုခုများပြောပြပေးပါလားခမညာဒီနေ့တော့ကဘာကြီးရဲ့အံ့ဖွယ်ဆိုတာတဲ့အမှန်တရားတစ်ခုကိုပြောပြမယ်ကွာဘလို့အမှန်တရားများလဲအကိုလူလင်ပြူရဲ့အဖြေကိုနွားချောင်းသားလေးတွေကစိတ်ဝင်တစားနားထောင်နေကြတယ်ဒီလိုကွာဒီနွားတွေထဲမှာနှစ်နွားတစ်ကောင်ရှိတယ်ဒီနွားရေထဲဆင်းသွားရင်ရေတွေဖြာထွက်ပြီးကန်းတစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီရေတွေကလမ်းပေါ်မှာဒီနွားဟာလမ်းလျှောက်နိုင်တယ်အဲ့ဒီနွားကိုစီးပြီးပင်လယ်ကိုလည်းကူးဖြတ်နိုင်တယ်နွားရဲ့ကိုယ်ပေါ်မှာလည်းအဖိုးတိုက်ဖိုးတဲ့ရတနာတွေစီးချထားတယ်ကွာအဲ့ဒီနွားရဲ့အမွှေးတစ်ပင်နဲ့တောင်အချိန်9000လောက်လေးတဲ့ဘာပစ္စည်းကိုမဆိုလုံးဝမပင်မဲထမ်းနိုင်တယ်ကွာဟာဟုတ်လားကိုဒါဆိုအဲ့ဒီနတ်နွားကဘာမှရှိတာလဲဘယ်နွားလဲကျွန်တော်တို့ကိုပြောပြပါလားအဲ့လိုနွားချောင်းသားလေးတွေကသိကျင်တဲ့အတွက်ဝိုင်းပြီးတော့မေးကြလေတယ်ဒါပေမဲ့လူလင်ပြူကတော့နတ်နွားဟာဘယ်နွားဖြစ်တယ်ဆိုတာကိုသူကမပြောပြဘူးမင်းတို့ကိုငါတကူတော့ပြောပြနိုင်တယ်ဒီနွားကိုသစ္စာသမာဓိရှိတဲ့လူသားရနိုင်တယ်ကွာဒီလိုနဲ့တနေ့မှာတော့နွားချောင်းသားလေးတွေကတစ်ပင်ပေါ်မှာတက်ပြီးတစ်သီးတွေခုဆွတ်နေတဲ့အချိန်မှာသူတို့ရဲ့နွားတွေဟာတောင်ကြီးမှာရှိတဲ့ပြောင်းကင်းတွေကိုဝင်ပြီးပြောင်းမှုတွေကိုစားတောက်ကြလေတယ်အဲ့ဒီခါမှာရာဆောင်ဖိုးကြီးကစိတ်ဆိုးဆိုးနဲ့ဒီနွားတွေသေပြီးတော့ငါတဘိုးစာကျွေးရမယ်ဆိုပြီးသူ့ရဲ့တဘိုးနဲ့နွားတွေကိုလိုက်ပြီးရိုက်လွတ်လေတယ်အဖိုးကြီးရဲ့တဘိုးကနှစ်ရှည်လာများအသုံးပြုထားတဲ့လက်ဆွဲတော်တဘိုးကြီးဖြစ်တယ်ဒီတဘိုးကြီးဟာအဟောင်းကြီးလေးဖြစ်တယ်အသုံးများတဲ့အတွက်တချို့နေရာတွေမှာဆိုရင်ကျိုးပဲ့နေပြီဖြစ်တယ်အဖိုးကြီးဟာနွားတွေကိုစိတ်ဆိုးဆိုးနဲ့တဘိုးနဲ့ခြောက်လို့ရိုက်လွတ်လိုက်တယ်အဲ့ဒီချိန်မှာပဲတဘိုးနဲ့နွားတစ်ကောင်ကိုရိုက်မိလိုက်တယ်အဲ့ဒီနွားရဲ့အမွှေး9ပင်လောက်ကတဘိုးမှာကက်ညီပြီးပါလာခဲ့တယ်ဒါကိုအဖိုးအိုကလုံးဝသတိမထားမိဘူးတဲ့ကွယ်ဒီလိုနဲ့နေဝင်ချိန်ကိုရောက်လာခဲ့တယ်အဖိုးအိုကတဘိုးမှာထုတ်စီးထားတဲ့ထင်းကြီးတွေကိုထမ်းပြီးပြန်ဖို့တဘိုးကိုမလိုက်တယ်အဲ့ဒီအခါထင်းတွေကအယမ်းပဲပေါ့ပါနေတာကိုအဖိုးကအံ့ဩစွာတွေ့မြင်လိုက်ရတယ်သူကနောက်ထပ်ထင်းတွေကိုထပ်တိုးပြီးထမ်းကြည့်လိုက်တယ်ဒါလည်းငှက်မွေးလေးလိုပဲပေါ့ပါပြီးထမ်းလို့ရနေတာကိုသူအံ့ဩစွာတွေ့လိုက်ရလေတယ်အဲ့ဒီနောက်အဖိုးအိုကထင်းတွေကိုထက်ခါဖြည့်ပြန်တယ်နောက်ဆုံးမှာတော့အရှိရထင်းကြီးကြီးနဲ့နောက်ကထင်းကြီးကြီးဟာထိလူမခံဖြစ်သွားတယ်ဒါကိုအဖိုးအိုကကတိကတဲ့ခက်ရခက်စစ်ထင်းတွေကိုထမ်းပြီးပျော်ရွှင်ဝမ်းသာစွာနဲ့အိမ်ကိုပြန်လာခဲ့လေတယ်ဒီလိုနဲ့အဖိုးအိုကနေတိုင်းထင်းတွေကိုမျိုးထဲမှာလှည့်ပတ်ပြီးရောင်းနေ
အဲ့ဒီခါမှာတနည်းပြား900တောင်အသက်တင်ကျန်တဲ့အထိအမျက်စွန်းနေအများကြီးရတဲ့ကွယ်အဖိုးအိုကဝင်ငွေကောင်းလာပြီးတော့စားဝတ်နေရေးလေချောင်းချောင်းလေးလေးဖြစ်လာခဲ့တာပေါ့ဒီလိုနဲ့တနေ့မှာတော့အဖိုးအိုကထင်းတွေကိုထမ်းပြီးမြို့ကိုသွားတဲ့လမ်းမှာတထေးကြီးတူနဲ့ဆုံတွေ့ပါလေရောတထေးကြီးကအဖိုးအိုကိုကြည့်ပြီးအယမ်းပဲစိတ်ဝင်စားသွားတယ်ထဲနေလူကလူငယ်လူရွယ်လည်းမဟုတ်ပဲအဖိုးကြီးဖြစ်နေပြီးတော့ထမ်းထားတဲ့ထင်းတွေကလည်းအစမတန်များပြားနေတာကြောင့်ဖြစ်တယ်ဒါကြောင့်တထေးကြီးကအဖိုးအိုကိုဒီလောက်များတဲ့ထင်းတွေကိုအဖို့ဘလို့များထမ်းနိုင်တာလေဒီတဘောဟာနတ်ထမ်းတဲ့တဘောဖြစ်လို့ထမ်းနိုင်တာပေါ့ကွာလူပြန်ဖြေတယ်အစမှာတော့တထေးကြီးကမယုံကြည်ဘူးပေါ့ဟာအဖို့ကတော်တော်နောက်တက်တာပဲမနောက်ပါဘူးတထေးမင်းရမယုံရင်ကိုယ်တိုင်လာပြီးထမ်းစီနိုင်ပါတယ်တထေးကြီးကအဖိုးအိုပြောစကားကိုမယုံနိုင်တဲ့အတွက်တဘိုးကိုသွားပြီးသူကိုယ်တိုင်ထမ်းကြည့်လေတယ်အဲ့ဒီနောက်မှာတော့တထေးကြီးကဒီတဘိုးကိုအလွန်ပဲလူချင်းစိတ်ဖြစ်သွားတယ်ဒါကြောင့်အဖိုးအိုကိုအဖိုးရဒီတဘိုးကိုငွေ900ပေးပါမယ်ခင်ဗျာကျွန်တော်ကိုရောင်းပါလားလူပြောလေတယ်ပထမမှာတော့အဖိုးကြီးကဒီတဘိုးကိုလုံးဝရောင်းချင်စိတ်မရှိဘူးဒါပေမဲ့နောက်ဆုံးမှာတော့ငွေ900သာရရင်သူ့ရဲ့တသက်စာဖူလုံပြီလေဒါကြောင့်တဘိုးကိုနှမျောတတစွာနဲ့ပဲတထေးကြီးကိုရောင်းလိုက်လေတော့တယ်အဲ့ဒီနောက်မှာတော့တထေးကြီးကတဘိုးကိုတဲပြီးအိမ်ကိုပြန်လာခဲ့တယ်အိမ်ကိုရောက်တဲ့အခါမှာလဲဒီနဲ့တဘိုးကြီးကိုတစိမ့်စိမ့်ကြည့်ပြီးအရင်ပဲဝမ်းသာကြည်နူးဖြစ်နေတယ်ဒါပေမဲ့တဘိုးကဟောင်းလဲဟောင်းနေပြီးအပွန်းအပက်အနှင်းငယ်လဲပါနေတဲ့အတွက်စိတ်ထဲမှာတော့ဘဝမကျဖြစ်နေလေတယ်ဒါနဲ့ပဲတထေးကြီးကတဘိုးကိုကိုင်းပြီးလက်သမားဆရာထံကိုသွားလေတယ်ပြီးတော့တဘိုးကိုအချောကင်ခိုင်းလိုက်လေတယ်လက်သမားကလည်းတဘိုးကိုရေပေါ်နဲ့ထိုးပြီးချောမအောင်ပြုတ်လုပ်ပေးလိုက်တယ်အဲ့ဒီခါမှာတဘိုးမှာကန့်ညီနေတဲ့နွားမွေးတွေဟာရေပေါ်ထိုးတဲ့အထဲပါသွားပါလေရောတထေးကြီးကတော့တဘိုးဟာပြောင်စင်းပြီးချောမွနေတာကိုတွေ့တဲ့အတွက်အယမ်းပဲကျဉ်နဲ့သွားခဲ့တယ်အဲ့ဒီနောက်မှာတော့တဘိုးကိုယူပြီးအိမ်ကိုပျော်ရွှင်မြူးထူးစွာနဲ့ပြန်လာခဲ့ပါတော့တယ်တထေးကတော်ကြီးကတထေးကြီးရဲ့မျက်နှာဟာအမတန်ဝမ်းသာပျော်မြူးနေတဲ့ပုံပေါ်တာကြောင့်အိုးရှင်းမျက်နှာကလည်းဝင်းလည်နေတာပဲဘာများပြောစရာရှိလို့လဲရှင်မနစ်ကသီးစားကတင်းထောင်ကျော်ရတော့ကတော့ဒီလောက်ပြောတာမတွေ့ဘူးပါဘူးတော့အခုပြောနေလိုက်တာများမြူးလို့ရွှင်လို့ဒီလိုရှင်မရဒီတဘိုးကိုကြည်စမ်းဒါဟာရိုးရိုးတဘိုးမဟုတ်ဘူးနဲ့တဘိုးကွာနဲ့တဘိုးဒီတဘိုးနဲ့မလိုက်ရင်ဘလောက်လေးတဲ့ပစ္စည်းမဆိုငါမွေးလို့ပေါ်ပါပြီးပါလာတာကွအဲ့ဒါလို့တထေးကြီးကဒီတဘိုးကိုဘဲသူ့ဘဲပုံရလာတယ်ဆိုတဲ့အကြောင်းတထေးကတော်ကြီးကိုစီကပကုံပြောပြလေတယ်ဒီမှာတထေးကတော်ကြီးကတထေးကြီးပြောတဲ့အတိုင်းဟုတ်မဟုတ်ဆိုတာကိုစမ်းကြည့်ခြင်းနဲ့ဒါပေမဲ့လေခါနာမှာဆိုတာကြောင့်တဘိုးတစ်ဖက်မှာငါးပိတ်သားလောက်ပဲထဲပြီးထင်းနေကိုတင်ကထမ်းလိုက်လေတယ်အဲ့ဒီခါမှာထင်းစီတွေကမြေကြီးကလွတ်အောင်တောင်မလို့မရဖြစ်နေရှာတယ်အိုးဒါလားနဲ့တဘူရှင်နေခင်းတောင်တောင်အိမ်မက်များမက်နေရောသလားတော့အဲ့လိုပြောပြီးစိတ်ဆိုးမှန်ဆိုးနဲ့တထေးကြီးကိုကြည့်နေလေတယ်ဟာဒီမိမငါ့ကိုယ်တော်ယုံကြည်မှုမရှိဘူးတော်တော်အသုံးမကျတဲ့မိမကြည့်ဒီမှာငါထမ်းပြပဲဆိုပြီးထင်းနေကိုထတ်တိုးပြီးတဘိုးကိုထမ်းလိုက်လေတယ်အဲ့ဒီကထင်းနေဟာမြေကြီးပေါ်ကလုံးဝရွှေ့လို့မရဘူးတဲ့ကွယ်တထေးကြီးဟာအာကုံဖြစ်ညစ်ပြီးထမ်းပေမဲ့လည်းထင်းစီတွေကိုဘလို့မှမလို့မရဘူးတဲ့ကွယ်အခုချိန်မှာတော့နေတဘိုးရဲ့အစွမ်းဟာတကူးပြစ်ပြသွားပြီပဲဖြစ်ပါတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒီလောက်ပါပဲနော်နားဆင်သူကလေးတို့တွေလည်းတာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေကွယ်